မိမိကိုမိမိမစီမံမခန့်ခွဲနိုင်တဲ့နိုင်ငံဆိုပြီးကုလသမဂ္ဂတတ်မှတ်လိုက်တာပဲဒီလိုအခက်ခဲကြားတဲ့ကနေစူးကြားတဲ့ကနေထွက်လာတဲ့ပန်းတပွင့်ဖြစ်နေတဲ့အတွက်အဲ့တော့ကမ္ဘာနိုင်ငံခေါင်းဆောင်တီးတီးရတယ်ဗိုလ်ချုပ်မှုကြီးရဲ့အစွမ်းအစကိုနော်လေးစားလို့သူတို့နဲ့ဒန်းတူလဲပဲဆက်ဆံတော့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တောင်တွေ့မဲ့အလားအလာရှိကျောင်းမကြားပါမကြားနဲ့ရောင်းစားခံထားရတဲ့တိုင်းပြည်တွေဘိုးဘွားတို့အမွေချင်းတွင်းတဲ့တရားတွေတန်တွင်စစ်တော့ကျင်းနီတောင်လက်ပရောင်းနဲ့တယံစာကဘုံတစ်ခေါက်တိန်တိုင်းမှာချွတ်ရောက်ပါလို့ပိုက်ဆံရှာအလွန်ကောင်းလိုက်ပုံကနင်တို့အမေပါတရုတ်ကိုရောင်းလိုက်ပါလားဈေးကောင်းမှကောင်းဆိုတဲ့အတိုင်းပဲအုတ်ထုတ်တဲ့သူအာနာသိစစ်ကောင်စီဘာမှတိုင်းပြည်အတွက်အကျိုးဖြစ်တော့မလုပ်နိုင်တော့တယံဇာတာတွေကိုပဲချရောင်းဖို့နဲ့စီမံကိန်းတွေကိုပဲတရုတ်ကိုပုတ်အပ်ဖို့ကြိုးစားနေတာကိုတက်တက်တာတာစိုက်နေကန့်ကွက်တဲ့အကြောင်းကိုဒီနေရာကနေပြောကြအပ်ပါတယ်ကဲစစ်တပ်အမာခံထောက်ခံသူကိုမောင်မောင်ကိုပြည်တွင်းကအမျိုးသားရေးသမားတွေမုန်းတယ်ဆိုတော့မုန်းနေစရာပေါ့ဒီလူကနောက်ပိုင်းမှာမှန်တာတွေပဲထွက်ပြောနေတော့ဟိုကခွေးအမိတက်နင်းကန်ထိသူဆွတ်ဆွတ်ခုံကြတော့ဟုတ်တယ်မလားအခုနားထောင်ကြည့်အခုလည်းပြောပြရင်ဒီမှာကြည့်လိုက်ဘယ်နိုင်ငံထွက်မှမရတော့သူ TV တော့ပါချင်မှာပါအေးနိုင်ငံထွက်ဖို့ရတယ်မလွယ်ဘူးဖြစ်တယ်နော်အဲ့တော့မြန်မာနိုင်ငံရေးအခုသူလည်းကြီးနေပါပြီမြန်မာနိုင်ငံရေးဟာနိုင်ငံတကာအသိအမှတ်မပြုတဲ့အတိုင်းတာတွေရှိတယ်ဘာကြောင့်လဲဆိုတော့အဲ့လိုဟာဘလို့အတိမမပြုတာလဲကိုမောင်မောင်လဲကမ္ဘာခေါင်းဆောင်အတီးတီးကအာဆီယံထိပ်သီးအစည်းအဝေးမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုတူတန်လေးလေးစားစားဆက်ဆံတော့မှာဒီလိုအခက်ခဲကြားတဲ့ကနေစူးကြားတဲ့ကနေထွက်လာတဲ့ပန်းတပွင့်ဖြစ်နေတဲ့အတွက်အဲ့တော့ကမ္ဘာနိုင်ငံခေါင်းဆောင်တီးတီးရတယ်ဗိုလ်ချုပ်မှုကြီးရဲ့အစွမ်းအစကိုတကယ်ကိုမနှင်းဖြစ်လို့နော်လေးစားလို့သူတို့နဲ့ဒန်းတူလဲပဲဆက်ဆံတော့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တောင်တွေ့မဲ့အလားအလာရှိအခြားခေါင်းဆောင်တွေနဲ့တွေ့မဲ့အလားအလာရှိဒါကြောင့်မို့လို့ဗိုလ်ချုပ်မှုကြီးကဒီအာဆီယံထိပ်သီးညီလာခံကိုတက်မှာကြော်မျိုးမင်းပြောခဲ့တာတောင်းပြကြည့်ပါဦးဟမ်ဆက်ရှင်မရှိဘူးအခုဒီပြောင်းနေတော့ထိုင်ပေါက်ခဲ့ရပြောနေတော့ဟမ်အာဆီယံထိပ်သီးစည်းဝေးကိုမင်းအောင်နိုင်အောင်ဖိတ်မယ်ဆိုပြီးတော့ဟမ်ဒီကောင်လေးမှာအချက်တရားမရှိဘူးဒီကောင်လေးကိုထောက်ခံတဲ့လူတွေလည်းဘလို့ထောက်ခံနေမသိဘူးကျွန်တော်တို့ဒါအဲ့လိုဗီဒီယိုဖိုင်လေးတစ်ဖိုင်လောက်မှားပြောမိကြည့်ဘောမအုပ်ဘလောက်တောင်လာပြီးတော့ဟောင်ကြမလဲမသိဘူးနော်မဟုတ်တာကိုဟုတ်ပါတယ်တော့တခါမှမပြောဘူးတော့မျိုးစုံပြောကန်ထိတာဟောင်စီတို့ပါဟမ်တကယ်ကျွန်တော်အော်တယ်ဒီကောင်တွေရဲ့လေပယ်အရေးအချင်းနော်သူတို့တန်ဖို့ဟုတ်တယ်အကမကြော်မျိုးမင်းအဲ့လိုပြောခဲ့တာနော်အဲ့လိုပြောခဲ့တဲ့ကောင်တယောက်အခုလည်းရုပ်ဒီနဲ့ခက်တဲ့သတင်းတွေပြောနေတာပဲဟမ်ဘယ်ဘောမှမပြောရဘူးကျွန်တော်တို့ကအဲ့လိုတစ်ခါလောက်ပဲမှားပြောကြည့်ရဲ့အိမ်မပြုဘူးဆိုတဲ့အဓိပ္ပာယ်ကတော့ဒီနိုင်ငံဟာမိမိကိုမိမိမစီမံမခန့်ခွဲနိုင်တဲ့နိုင်ငံဆိုပြီးကုလသမဂ္ဂတတ်မှတ်လိုက်တာပဲအာဆီယံတတ်မှတ်လိုက်တာပဲအဲ့တော့စီမံခန့်ခွဲနေတာဘာလို့လဲသူလေအဲ့တော့သူကိုယ်တိုင်စီမံခန့်ခွဲနိုင်ခြင်းမရှိဘူးလို့ပြောရမှာပါဗျာနော်ဂီလာနာနိုင်ငံကြီးဖြစ်နေပါပြီခင်ဗျားတို့ကတော့ကိုယ့်အချင်းချင်းကိုယ့်ကိုဝလုံးဝေါင်းထဲမှာလာတာနေမှာပဲခင်ဗျားကအမျိုးသားရေးမျိုးဘာသာသာသနာနောက်တစ်ခုကပါတယ်လေနိုင်ငံချစ်တယ်လူမျိုးချစ်တယ်ချစ်လို့ရချစ်ပါဒါပေမဲ့မိမိနိုင်ငံချစ်တယ်လူမျိုးချစ်တယ်နော်အခုဒလာကြီးဖွင့်တယ်ဟုတ်တွားကြည့်ကြတာအုံကျွဲကြိတ်ဒိုးနေကြတယ်ဩကျွန်တော်လေအမြဲကြည့်တယ်အာဖရိကကနော်ဟိုလူရိုင်းမျိုးနွယ်တွေစားတောက်တဲ့ဟာကျွန်တော်ကြည့်ပြီးသူတို့လေလက်တွေဆေးပေးချင်တာလို့ရေစက်ပြတိုက်ပေးချင်တာလို့စိတ်တွေပေါ်တယ်ကျွန်တော်သူတို့မြင်ရဘလို့ပုံစံခံစားရတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံအနေထားကလေကမ္ဘာနဲ့တိုးတက်တဲ့ကမ္ဘာနိုင်ငံတွေကပြန်ကြည့်မယ်ဆိုအဲ့ဒီကျွန်တော်တို့လူရိုင်းတွေကိုမြင်တဲ့အမြင်အစ်စ်လောက်ပဲရှိနေတယ်မယုံတဲ့ကောင်ရဲ့ခမရပြည်သူမှာဘလောက်ပဲချမ်းသာပါစေမြန်မာနိုင်ငံသားဆိုအဲ့ဒီအစ်စ်ဖြစ်နေပြီနော်ကိုယ့်ကိုတထေးမထင်နဲ့မြန်မာပြည်ကကောင်တွေကဘလို့တိုင်းထွာတယ်ထင်တယ်ဟိုအိမ်ချင်းရကောင်ကြည့်တာဟိုကောင်မရက်တမစားကြရသမီးမရှိဘူးငါမှဝင်းစားလေးရှိတယ်ရွှေလေးငွေလေးရှိတယ်ငါတထေးသူတို့ကြည့်တယ်အဲ့ဒါပဲကြည့်တာအဲ့သူတို့တထေးတတ်မှလိုက်ရောသူတို့စားနိုင်တောက်နိုင်နော်ကျွန်တော်အမေမတင်ခင်တော့ဆိုပြောဘူးတယ်ဟိုသူတို့ကြွားတာပါငါတို့ကမျိုးနဲ့ယိုးနဲ့အကောင်စားတာဘယ်လိုအကောင်ဟုတ်ပါလဲတူဆက်မှာရှိတဲ့အစားအစာတွေထဲမှာတော့ကောင်းပိတ်ညွန့်ပိတ်ဆိုတာကြီးစားကြတယ်ဒါပေမဲ့နိုင်ငံအစားအစာတွေနဲ့ရှင်လိုက်မှန်ဆိုရင်တကယ်ဒေါ်လာနဲ့ဈေးဖြတ်မယ်နော်ကိုအစားအစာကိုမကောင်းပြောတာမဟုတ်ဘူးနော်
ကဘာပေါ်မှာလူလက်ခံထားတဲ့အစားအစာတွေထဲမှာကိုယ်နိုင်ငံအစားအစာဘယ်နှခုပါလဲနံပါတ်1ဘာကြောင့်လဲ international မဖောက်နိုင်တဲ့အချက်နံပါတ်2ဒိုးတွေကအများကြီးနေနေသေးတယ်ဆိုတဲ့အချက်အဲ့ဒါတွေသိဖို့လိုတယ်အဲ့တော့အိမ်ချင်းရကောင်ဝင်းစာမရှိတဲ့ကောင်ကြီးအရက်ဓမ္မကိုကြည့်ပြီးကိုယ့်ကိုတသေးလို့လုပ်နေမယ်ဆိုရင်တော့တစ်သက်လုံးလူစင်နေမှာမဟုတ်ဘူးသူများနိုင်ငံသားတွေဘယ်အဆင့်ဖြစ်နေပြီလဲသူများနိုင်ငံသားအခြေခံလူဒန်းစားဘယ်လိုမျိုးနိုင်ငံကနေကာကွယ်စောင့်ရှောက်ခွင့်တွေပေးထားလဲနော်အခြေခံလူဒန်းသားတရက်ကလောက်အားကတနေ့ကဘလောက်ရလဲသူတို့နိုင်ငံမှာအလုပ်လိုချင်လို့ရှိရင်ဘလောက်ခဲရင်လဲဘလောက်လွယ်ကူလဲဟုတ်တယ်နော်အခြေခံလောက်အားကအခြေခံလောက်သမားတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုပညာရေးစောင့်ထောက်ပံ့မှုဘာတွေလုပ်ပေးထားနိုင်လဲအဲ့ဒါတွေကိုတွက်ကတယ်ခြေရကောင်ဝင်းစာမရှိတဲ့ကောင်ကြည်ပြီးကိုယ်ဆန်အိုးထဲမှာဆန်ရှိတိုင်းငေါ့ငါတသေးလို့တက်ပြီးတော့ရက်ွက်ထဲမှာလူတွေညံလုံနေမယ်ဆိုရင်တော့ကျွန်တော်တို့ဟာတာဆန်တွေပဲတာဆန်ပဲနော်ကျင်းနေတယ်တာဆန်ပဲဟလားဒီလားထောင်းလက်ဖေးဆိုင်လေးထိုင်နေဆိုင်ကလေးနဲ့တွားလိုက်ဂဒီပစိုးချက်ပြုတ်လေးစီးထားတယ်ဂဒီမှာခန့်လေးကိုဆိုင်ကချင်းင်းနှုံးပေါ်မနေဘူးနော်ဆိုင်ကချင်းင်းနှုံးကိုချင်းပထောင်လေးနဲ့ချိတ်ပြီးဂဒီရွာခန့်လေးကိုအောက်မှာချကိုလေးမြုပ်ပြီးပဆိုင်လေးခါထိုးဖုံးလေးခါထိုးပြီးတော့ဟာတထေးဟမ်လောက်လာခဲ့တယ်အဲ့ဘွားတွေဒီလားနှလုံးတိုင်ကင်လာခဲ့တယ်နော်လုတ်ဖူးတယ်သူတို့ဘွားတွေနေဖူးတယ်အဲ့ချိန်တော့ကိုလဲပါတယ်အကောင်အဲ့ဘောဒါပေမဲ့ပြည်ပနိုင်ငံတွေထွက်လာနော်ကျွန်တော်ထိုင်းမှာနေတယ်ကမ္ဘောဒီးယားတွားတယ်လာအိုတွားတယ်နိစ္စတိုင်းပြည်တွေတွားတဲ့အချိန်မှာကိုဘာမှမဟုတ်ဘူးဆိုပြောခဲ့တဲ့တိုင်းပြည်တွေတော့ကိုယ့်ထက်အများကြီးမြင့်လာမျိုးတော့လေကိုရှက်မိဒါပြောတာကျွန်တော်နိုင်ငံသားတွေတာဇန်တွေဖြစ်နေပြီနိုင်ငံနော်ဟိုစင်းရဲမွေးတင်မှုမှာမြန်မာနိုင်ငံဘယ်မှာချိန်နေပြီလဲနော်ကိုယ်နိုင်ငံထဲမှာတော့ဘာလဲလားတဲ့လူလဲဆိုတော့ပစိုးမဝင်နိုင်တဲ့ကောင်နဲ့ဆက်ဆိုင်တော့ပစိုးဝင်နိုင်တဲ့ကောင်ကအကောင်ပဲလေဗျာနော်ဖနက်လေးဟိုဂျမန်ဖနက်အမြဲစီးနေသူတဲ့ဆိုလို့ရှိရင်နော်ဂလီဘာဖနက်လေးစီးနိုင်တဲ့ကောင်အကောင်ပဲလေနော်ကြားနော်ကိုမောင်ပြောတာကျွန်တော်တစ်ထပ်တွေ့တယ်မလားတွေ့လားအခုကိုမောင်ပြောတဲ့စကားတွေကမှားလားအဲ့ဒါတွေကပြည်ပကိုလှည့်လေသွားလာနေတဲ့ဒုဒီမာနေတွေ့တိလာတာအော်ငါတို့အကောင်လုံးထင်းနေငါတို့ဘာကောင်းမှမဟုတ်ပါလားသူများနိုင်ငံသားတွေရှင်လိုက်မယ်ဆိုရင်နိုင်ငံကြီးအဲ့ဒါပဲခင်ဗျားတို့ဂလီဘာဖနက်တို့ဂျပန်ဖနက်တို့ဆိုတာနိုင်ငံကမှာအဆင့်အောင်မရှိတော့ပါဘူးနော်အဲ့တော့မိမိနိုင်ငံအခုဘေးအိမ်ကြီးချင်းနိုင်ငံတွေထားမှာပဲကတ်လို့မရတဲ့အခြေအနေမျိုးတွေရှိတယ်နော်အဲ့တော့အမျိုးသားကြီးဆိုသူများလဲကို့အမျိုးသားကြီးဆိုပြီးတော့ဟိုဘာနဲ့လားတယ်ဆိုသူများပြောတော့မျိုးချစ်မျိုးနှစ်တွေဖြစ်နေတယ်မကောင်းဘူးနော်ကို့နိုင်ငံကြီးအမျိုးသားကြီးဆိုတော့ဟိုကြဲပြန့်လေးနားလေးဖို့လိုလာပြီအမျိုးသားကြီးဆိုတာဘာလဲအမျိုးသားရေးဆိုတာတနည်းအားဖြင့်အမျိုးသမီးရေးမဟုတ်ဘူးလားဆိုမေးကြတယ်ဟုတ်ပြီဒါအမျိုးသမီးလည်းပါတယ်အမျိုးသမီးနဲ့အမျိုးသားပဲလားမဟုတ်သေးဘူးကျောင်းမြန်မာနိုင်ငံမှာရှိသောပြည်သူအားလုံးရဲ့အရေးဟာမျိုးသားရေးပဲဖြစ်တယ်ကိုယ်နိုင်ငံထဲမှာမိတင်းနေထိုင်ကြသူတွေအားလုံးရဲ့အရေးဟာမျိုးသားရေးဖြစ်တယ်အဲ့မှာဘာသာရေးတဲ့ဗုဒ္ဓဘာသာမဟုတ်သေးဘူးမြန်မာပြည်မှာကိုယ်ွယ်နေတဲ့ဘာသာတွေအားလုံးဟာလည်းအမျိုးသားရေးပဲနော်သာသနာတိုင်းဟာလည်းမျိုးသားရေးပဲဖြစ်တယ်အဲ့တော့မြန်မာပြည်ကြီးတပြည်လုံးမှာမိတင်းနေထိုင်ကြသူအားလုံးရဲ့အရေးဟာအမျိုးသားရေးဖြစ်တယ်အဲ့တော့ဒီပြည်သူတွေကိုဘာနဲ့စီမံအုပ်ချုပ်လဲဥပဒေပြဋ္ဌာန်းထားတယ်ဟုတ်ပြီဒီဥပဒေအရအုပ်ချုပ်နေခြင်းနော်ဥပဒေရအုပ်ချုပ်နေဒါဟာအမျိုးသားရေးပဲဖြစ်တယ်ဥပဒေမိုင်းနိုင်တက်မဲ့ခြင်းကအမျိုးသားရေးဖြစ်တယ်အဲ့လိုစဉ်းစားမယ်ဆိုမဟုတ်ဘူးကလားမုံတရုတ်မုံအမျိုးသားရေးလုပ်နေတဲ့သူတွေကပို့ဆိုးတယ်ဘလို့မှကျွန်တော်ကြက်ပြအောင်လဲပြောလို့ရမယ့်သူတွေမဟုတ်တော့ကျွန်တော်သိတယ်နော်အဲ့တော့မိမိနိုင်ငံထဲမှာနေမိမိနိုင်ငံတာယာဝါပြောအောင်လုပ်မယ်နော်မိမိနိုင်ငံနယ်မိတ်စီးစင်းမှာရှိတဲ့ခြေနေတာယာဝါပြောဖို့ဆိုရင်နိုင်ငံကလည်းဆက်ဆံရေးကောင်းရမယ်အဲ့တော့လူသားဝါဒတွေရှိလာဖို့လိုလာပြီเนาะအခုချိန်ထိအမျိုးသားရေးဆိုရင်အမျိုးနဲ့သာသနာနဲ့ဘာသာနဲ့လောက်လှမ်းမြင်တဲ့သူတွေကလည်းဒီအမျိုးသားရေးអော်နေတာတော်တော်ဆိုးတယ်เนาะပြောသွားတာကောင်းလိုက်တာပြောသွားတာကောင်းလိုက်တာရှယ်ပဲကွက်တိပဲအမျိုးသားရေးဆိုတာဘာလဲတနိုင်ငံလုံးရဲ့အကျိုးစီးပွားအမျိုးသားရေးမင်းကလာမင်းရခိုင်မင်းမွန်မင်းဗမာမင်းဘာညာခွဲနေလို့မရဘူးအမျိုးသားရေးဆိုတာမြန်မာနိုင်ငံမှာမွေးမြန်မာနိုင်ငံမှာကြီးတဲ့နိုင်ငံသားအားလုံးရဲ့အရေးဟာအမျိုးသားရေးအဲ့တော့အမျိုးသားရေးလုပ်မယ်ဆိုဘာလုပ်ကမလဲမြန်မာနိုင်ငံကိုတိုးတက်လာအောင်မြန်မာနိုင်ငံကိုသူများနိုင်ငံတွေတာလာအောင်မြန်မာနိုင်ငံပြည်သူတွေကသူများနိုင်ငံနဲ့အဆင့်အတန်းရှိလာအောင်အဲ့ဒီအလုပ်တွေလုပ်ကမှာကလားမုံတာတရုတ်မုံတာကိုဘုတ်ပါလာဆိုပြီးတော့သူများပါလာငါနဲ့ခိုင်တော့အဲ့ဒါအမျိုးသားရေးမဟုတ်ဘူးအဲ့ဒါစောက်ပြဿနာရှာရေးနော်ကိုအမျိုးရန်ဆွယ်များအောင်လုပ်ရေးအမျိုးသားရေးဆိုတာမှန်ကန်တဲ့ဥပဒေတွေပြဋ္ဌာန်းရမယ်
ဥပဒေတစ်ခုဆိုတာပြည်သူကိုကာကွယ်ပေးဖို့ပြဋ္ဌာန်းတာလက်ရှိမြန်မာနိုင်ငံကဥပဒေတွေကဥပဒေတို့ပြောလိုက်တာနဲ့ပြည်သူကငါတို့ရဲ့အကာအကွယ်ပါလို့ခံစားရလားငါတို့ကိုဒုက္ခပေးမဲ့ကောင်ကြီးတို့ခံစားရလားတေချာစဉ်းစားမှနော်ကျွန်တော်ပြောတာမှားရင်လာပြောရတယ်မြန်မာပြည်သူလူဦးရေရဲ့အနည်းဆုံး80%လောက်ပါဥပဒေလို့နိုင်ငံရေးလို့ပြောလိုက်ရင်မကြောက်ဘူးလားဟမ်တကယ်တော့ဥပဒေဆိုတာနိုင်ငံသားတွေအတွက်မမှန်ကန်ကန်နေတဲ့သူတွေအတွက်အကာအကွယ်လုပ်ပေးတာနော်ဥပဒေဆိုတာပြည်သူတွေအတွက်ပါလေအကာအကွယ်ဥပဒေလို့ပြောလိုက်ရင်ပြည်သူတွေကဒါငါတို့ကာကွယ်ပေးတဲ့အရာလို့မမောခုံမနေရမှာဒါပေမဲ့ဒီဥပဒေကိုမတလွဲအသုံးချပြီးတော့ကိုဂျိုစီးပွားရှာတဲ့ဝန်တန်းစုပ်ပဲ့တွေကြောင့်နော်တိုင်းပြည်အုပ်ချုပ်တဲ့ခေါင်းဆောင်စုပ်ပဲ့တွေကြောင့်ဥပဒေလို့ပြောလိုက်ရင်နိုင်ငံရေးလို့ပြောလိုက်ရင်စားသွားထိတဲ့ဒီကောင်တို့ထွတ်ထွတ်လူတွေဘဝကိုကျွန်တော်မြန်မာပြည်သားတွေခံစားနေရတာနော်ရှင်းရှင်းလေးလေဥပဒေတွေပြဋ္ဌာန်းလေဘာသာရေးကလွတ်လပ်ခွင့်ရှိတယ်ဒါပေမဲ့မင်းဘာသာကိုမင်းလွတ်လပ်စွာကိုးကွယ်ခွင့်ရှိပေမဲ့မင်းရဲ့ကိုးကွယ်ယုံကြည်မှုတွေတူများတကားကိုထိလို့မရဘူးဘာသာရေးလွတ်လပ်ခွင့်ရှိတယ်မှန်တယ်ဒါမင်းဘာသာမင်းလွတ်လပ်ကိုးကွယ်မင်းကိုးကွယ်တာဒီတူများကိုမထိခိုက်ရမင်းကြောင့်တူများကိုထိခိုက်လို့တူများလာတိုင်မယ်ဆိုရင်အဲ့ဒီဥပဒေအတိုင်းမင်းလိုက်နာရှင်းရှင်းဟေးတော့ဘာမှကျွန်တော်တို့ပြဿနာရှာစရာအကြောင်းမရှိဘူးဥပဒေကိုတော့မှန်မှန်ကန်ကန်ပြဋ္ဌာန်းခိုင်းဥပဒေကြောင်းတိုင်းတွားလိုက်အားလုံးပြီးတယ်ဒါပေမဲ့မြန်မာပြည်မှာဥပဒေတိုင်းတွားလို့ရဟမ်တရားသူကြီးတွေတော့နိုင်ငံရေးပုံမှန်တွေချရင်မလုပ်ရအပေါ်ကစစ်ဖို့ရုပ်တွေရဲ့ပြောတဲ့အမိန့်ချခိုင်းတဲ့အတိုင်းလိုက်ဖတ်ပြီးချရအခုကြမ်းတော့မကြိမ်တော့ဘူးတဲ့ဖြစ်တင်လားဖြစ်နေတဲ့ဘဝကြီးကြီးအဲ့နိုင်ငံဘယ်လိုတိုးတက်ဘယ်လိုကောင်းမလို့ရမလဲအကုန်လုံးမှတယောက်မှကြဟိုလူကောင်းသူတော်ကောင်းဆိုတော့မနေ့ဟိုဖြဲရှာရမယ်အဲ့ပြောတော့တိုးတက်ခြင်းနဲ့ဟုတ်တယ်မလားနိုင်ငံဝင်ဖြစ်ခြင်းမင်းအောင်နိုင်ရသူ့တယောက်ကြည့်ပါလားကြာပြီလဲသွားတာလေအောက်ကအဲ့လိုကျွန်ယူတွေကြောက်မင်းအောင်နိုင်ရဒီနေ့ထိစောက်ယူထားဝင်ရနေတာအဲ့တော့ကျွန်တော်တိုင်းပြည်ပျက်စီးရခြင်းရဲ့တရားခံဒီအာနာယူတွေရှိတယ်လို့ကျွန်ယူတွေကြောက်လဲဆိုရင်ပုံမှန်လိုက်